ဂျော်ရှူဝါဘန်လိုချန်ပီယံတွေကို6လတစ်ချိန်ပွဲထိုးဖို့စဉ်းစားလာတဲ့ UFC ကလွန်ခဲ့တဲ့10နှစ်နဲ့မတူတော့ပဲချန်ပီယံကမ္ဘာပိုင်ရှင်တွေဟာပွဲထိုးဖို့တွန့်ဆုတ်နေကြပါတယ်။ဒါပေမဲ့မြန်မာဖိုက်တာချန်ပီယံဂျော်ရှူဝါဘန်ကတော့အမြဲတမ်းပွဲထိုးဖို့စာလောင်နေတဲ့ဖိုက်တာဆိုတာ UFC CEO ဒန်နာဝိုက်ကိုယ်တိုင်ဝန်ခံထားရတဲ့ချန်ပီယံပါ။အခု UFC စဉ်းစားလာရတဲ့အဓိကအကြောင်းရင်းကချန်ပီယံခန်းဆက်ချီမာရဲ့နဲ့ချန်ပီယံအီလီယာတိုပေါ်ရဲရာတို့ရဲ့ပွဲထိုးဖို့နှောင့်နှေးမှုကြောင့်ပါ။အီလီယာတိုပေါ်ရဲရာကသူနဲ့ထိုက်တန်တဲ့ပြိုင်ပွဲမဟုတ်ရင်ပွဲထိုးဖို့စိတ်မပါဘူးလို့ပြောလာပါတယ်။ဒါနံပါတ်1စိန်ခေါ်သူအာမန်ဆာရီဂျန်ကိုရှောင်နေတာလို့ယူဆလို့ရပါတယ်။အီလီယာစိတ်ဝင်စားတာကအစ္စလမ်မခါချက်တယောက်ပဲရှိပါတယ်။ဒါပေမဲ့အစ္စလမ်ကဝိတ်တန်းတစ်ခုမြင့်နေသလိုစိန်ခေါ်သူတွေလည်းတန်းစီနေတာပါ။အီလီယာကအမှန်နဲ့ထိုးရမယ်စားခပတ်ကိုပဲဆွန့်လွတ်လိုက်မယ်ဒါမှမဟုတ်ပွဲမထိုးပဲနေလိုက်မယ်လို့တောင်အရင်ကပြောမှုပါတယ်။ဒါအရင်ကအကောင်းဆုံးတွေနဲ့ရှင်ထိုးပြီးကိုတက်တီပြကျင်တဲ့ဖိုက်တာတွေနဲ့တော်တော်လေးကွာခြားသွားပါပြီ။အီလီယာအတွက်ကတော့ခပတ်ရမယ်ကာကွယ်မယ်ပြီးရင်ဝိတ်တန်းတစ်ခုချန်ပီယံဖြစ်မယ်ဒါပဲသူအာယုံစိုက်နေပုံရပါတယ်။အီလီယာကဂျက်စတင်ဂေဂျီနဲ့အဗီရာမှာထိုးရမယ့်ပွဲကိုမညှဉ်းနိုင်ဘူးလို့ဆိုပါတယ်။အဲ့ဒီပွဲမှာနိုင်ပြီးရင်ခပတ်ဆွတ်လွတ်ပြီးကော်နာမဂရီကောနဲ့စူပါဖိုက်ထိုးဖို့လမ်းစာရှာနေတာလည်းဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်ရင်လည်းဝိတ်တန်းတက်ပြီးအစ္စလမ်နဲ့ချက်ချင်းထိုးကျင်နေတာပါဒါပေမဲ့ဒါတခြားစိန်ခေါ်သူတွေအတွက်တော့မတရားပါဘူးနောက်ထပ်ပွဲမထိုးတဲ့သူကတော့ခန်းဆက်ချီမာရဲ့ပါသူကလည်းပရိသတ်တွေဘလို့ပဲဝေဖန်ပါစေဂယုမဆိုင်ဘူးလို့ဆိုပါတယ်အကြောင်းရင်းကတော့သူက UFC အပြင်ဘက်ကစပွန်ဆာတွေစီကနေဒေါ်လာတန်းပေါင်းများစွာရနေလို့ပါပတ်စံတွေအများကြီးရလာတဲ့အခါချန်ပီယံတွေဟာအရင်လိုစာလောင်မှုမရှိတော့ပဲလေ့ကျင့်ခန်းတွေဝင်ဖို့ခက်ခဲလာကြပါတယ်အီလီယာရဲ့ Richard Mille နိုင်ကုမ္ပဏီရဲ့ရတဲ့စာချုပ်လိုမျိုးကျော်ဝလာတာတွေကလည်းပွဲထိုးဖို့ဆရာထက်တန်မှုကိုရော်နေစေပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့တခုတည်းသောအရာက UFC အနေနဲ့ချန်ပီယံတွေရဲ့စာချုပ်ထဲမှာ6လတစ်ချိန်ခပတ်ကာကွယ်ပွဲထိုးရမယ်မထိုးနိုင်ပါကခပတ်သိမ်းခံရမယ်ဆိုတဲ့စီကံချက်တွေထဲသင့်ပါတယ်တနေ့မှာတစ်ချိန်ပဲထိုးတာကပြည်သက်တွေတက်အရန်ကြာလွန်းလာပါတယ်